ဒီလောကမှာဘယ်သူ့ကိုမှမယုံမှနဲ့အထူးသဖြင့်လူလိန်တယောက်ကိုပေါ့ဒီဇလန်းကရိုးရိုးလူလိန်ဇလန်းမဟုတ်ပဲလူလိန်ကမှလူလိန်ကပြန်လိန်တဲ့အပြင်စိုးရဖွဲ့တွေကလက်မဲကြီးတွေကိုပညာပေးတဲ့ကားမျိုးပါဇလန်းစာမှာဂျန်တူချေးဆိုတဲ့လူလိန်ကြီးဟာ1ဘီလီယံပေါင်းများစွာကိုလိန်ပြီးနိုင်ငံသားကိုထွက်ပြေးသွားပါတယ်ဒီဆောင်ရဲ့ဖေဟာဂျန်တူချေးနိုင်ငံသားကိုလွတ်အောင်ပြေးနိုင်မှုအတွက် passport တူလုပ်ပေးခဲ့တဲ့သူပါဒါပေမဲ့သူဟာတုံးချခံလိုက်ရပြီးနောက်ဆုံးမှာတော့ကိုတက်တည်သွားတဲ့အောင်ကွက်စင်တပ်ဖြတ်ခံလိုက်ရပါတယ်။ဒါဒီဆောင်အတွက်တော့ရင်ထဲမှာမမိနိုင်တဲ့နာကျင်မှုဖြစ်ခဲ့ပြီးဒီမှုရဲ့နောက်ွယ်ကအမှန်တရားကိုဖော်ထုတ်ဖို့ဒီဆောင်ကိုတွန်းအားပေးခဲ့တာပဲဖြစ်ပါတယ်။ရဲတွေကတော့သူ့ဖေကိုတက်တည်တယ်လို့ပဲသတ်မှတ်လိုက်ကြပါတယ်။ဒီဆောင်ဟာသူ့ဖေအတွက်လက်စားချေဖို့ဆုံးဖြတ်လိုက်ပြီးဂျန်တူချေးကိုလိုက်ရှာပါတော့လေ။အဲဒီနောက်ဂျန်တူချေးတည်ဆုံးသွားပြီဆိုတဲ့သတင်းတွေထွက်လာပေမဲ့ဒီဆောင်ကတော့ဒါဟာတေးဟန်ဆောင်ပြီးပုံနေတာမှရိပ်မိပါတယ်။ရှင်းနှစ်ကြာပြီးနောက်အလှပိုင်ရှင်ချွန်ဂျာဟာတတိမလေးတယောက်လိုဟန်ဆောင်ပြီးရဲနာဆိုင်ထဲကိုဝင်သွားပါတယ်။သူမရဲ့ဆွဲဆောင်မှုရှိတဲ့အသွင်ပြင်ကြောင့်ဆိုင်ရှင်ဟာမျက်စိမလွှဲနိုင်ဖြစ်သွားပြီးဖိုးရန်ရဲနာတွေကိုလူရဲထုတ်ပြပါတော့တယ်။ချွန်ဂျာကဝယ်တော့မလို့လို့နဲ့ရဲနာတွေကိုရွေးနေတဲ့အချိန်မှာပဲဆွဲကြိုးတကုံးကိုသူ့ရဲ့ထဲထည့်လိုက်ပါတယ်။အဲ့ဒီချိန်နောက်ကနေသူ့နာမည်ခေါ်တန်ကြားလိုက်လို့ချွန်ဂျာလည်းလန့်သွားပြီးလှည့်ကြည့်လိုက်တော့စုံတော့ဖြစ်နေတာနဲ့လှည့်ပြေးဖို့ကြံပါတော့တယ်။ဒါပေမဲ့ထွက်ပေါက်မှာလည်းနောက်တစ်ယောက်ကထပ်ရောက်လာတဲ့အတွက်ချွန်ဂျာတယောက်ဖမ်းခံလိုက်ရပါတယ်။စုံတော့တွေကဆွဲကြိုးကိုဆိုင်ရှင်တန်ပြန်ပေးလိုက်ပြီးချွန်းကြာကိုတော့ကားနဲ့ခေါ်သွားပါတယ်။လမ်းတနေရာရောက်မှကားမောင်းနေတဲ့သူကဆွဲကြိုးလေးကိုထုတ်ပြလိုက်တော့သူတို့၃ယောက်လုံးအားရပါရရေမောကြပါတော့တယ်။တကယ်တော့ချွန်းကြာကိုစော်တုံးကင်ဂျောင်ဟွန်းတို့၃ယောက်ဟာလူလိမ်များဖြစ်ကြပါတယ်။သူတို့ဟာစစ်စေးရေးမှုပတ်ဟိဇူလာအောင်မှာလှုပ်ကြပါတယ်။သူကဂျန်တူချီနဲ့ပတ်သက်တဲ့အထက်လူကြီးတွေကိုအမှုကင်းစင်အောင်လုပ်ပေးနေတဲ့သူပါ။သူကဂျန်တူချီကိုရှာဖို့အတွက်လူလိမ်၃ယောက်ဖြစ်တဲ့ကိုစော်တုံးချွန်းကြာကင်ဂျောင်ဟွန်းတို့ကိုခေါ်ထားပါတယ်။သူတို့စားလိုက်တဲ့လူကတော့လီကန်ဆွတ်ဆိုတဲ့လူကသူဟာဂျန်တူချေးအတွက်လှုပ်လှုပ်ပြီးရင်ထောင်3နှစ်ကြာခဲ့တဲ့သူကသူကရဲတွေနဲ့လီကန်ဆွတ်ကိုဖမ်းပြီးမင်းတို့ကတော့ဂျန်တူချေးလက်ထိုးထားတဲ့စင်းစာအုပ်ကိုသူ့အိမ်မှာရှာရန်စစ်စေးမှုဘက်ကပြောလိုက်ပါတယ်စစ်စေးမှုဘက်တို့ကလီကန်ဆွတ်ကိုသူ့ရုံးခန်းမှာဝင်ဖမ်းတဲ့အချိန်မှာတော့စိတ်ပြက်လက်ပြက်ဖြစ်နေတဲ့သူ့ကိုတွေ့လို့ဖမ်းခေါ်လာခဲ့ပါတယ်တကယ်တော့လီကန်ဆွတ်ကအဖိုးကြီးတယောက်ရဲ့လိန်သွားတာကိုခံလိုက်ရသူပါဖိုးကြီးတယောက်ကိုမြေယာလေလံပွဲတစ်ခုမှတွေ့ရကဒေါသကြီးဆိုပြီးသူကလိန်မှုစကြိုးစားတာပါမြေတစ်ခုအတွက်အယောင်းဝယ်လို့ဖို့ဘန်ကိုရောက်လာပြီးဖိုးကြီးကအိမ်နာခဏဝင်လာအောင်မဲ့ပြောလို့သူလည်းအတူတူလိုက်ဝင်ခဲ့လာပါဒါပေမဲ့ထွက်ပေါက်တစ်ခုလည်းရှိတဲ့အိမ်နာအဝမှာစောင့်နေပေမဲ့ဖိုးကြီးကတော့ဘယ်ကထွက်သွားမှန်းမသိပဲပျောက်သွားခဲ့ပါတယ်ဒီကန်စုအိမ်မှာသွားရှာတဲ့အဖွဲ့ကလည်းသူတို့ရောက်နေတဲ့အချိန်ချားတယောက်ကအရင်မွေနောက်ရှာထားပြီးဖြစ်တဲ့အတွက်ဘာမှမတွေ့ကြအောင်စစ်ဆေးမှုပတ်တံဖုန်းနဲ့သတင်းလမ်းပို့ပါတယ်အဲဒီနောက်စစ်ဆေးမှုဘက်က CCTV ကိုပြန်စစ်ဆေးကြည့်တဲ့အခါမှာတော့လူတယောက်ကအိမ်နာထဲကိုဝင်သွားတာမရှိပဲထွက်လာတာကိုပဲသတိထားမိသွားပြီးမျက်နှာကိုတေချာကြည့်လိုက်တော့ကြည်ဆောင်ဖြစ်နေတာတွေ့သွားပါတယ်။ကိုစော်တုံးကကြည်ဆောင်ကိုမှတ်မိသွားပြီးရိုက်စားတွေကိုပြန်ရိုက်စားတဲ့သူမှရှင်းပြလိုက်ပြီးကြည်ဆောင်ကွက်စင်လို့သူ့ကိုစစ်ဆေးမှုဘက်ကဖမ်းမိတာဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်။ဒါနဲ့မကသေးပဲလီကန်ဆွတ်အိမ်ကိုဝင်ငွေသွားခဲ့တာလေကြည်ဆောင်ဖြစ်နေမှ CCTV ကတဆင့်တိသွားခဲ့ပါတယ်။အဲဒီလိုနဲ့စစ်ဆေးမှုပတ်နဲ့ကိုစော်တုံးတို့ဟာကြည်ဆောင်အိမ်ကိုရောက်လာကြပါတယ်။အိမ်ထဲဝင်ကြည့်ပေမဲ့ဘယ်သူမှမရှိပဲကြည်ဆောင်ကတော့ကားနဲ့အရင်ထွက်သွားတဲ့အတွက်သူတို့နဲ့လွဲသွားပါတယ်။ဖွဲ့ရဲ့နီးပညာရှင်ဂင်ဂျောင်ဟုံးကကြည်ဆောင်သွားတဲ့နေရာတွေကို CCTV ကနေတဆင့်ကြည့်ပြီးလမ်းညွှန်ပေးနေတဲ့အတွက်မိပွိုင်းတစ်ခုမှာကြည်ဆောင်ကိုမိသွားပါတယ်။ဒါပေမဲ့ကြည်ဆောင်ကထပ်ပြီးထွက်ပြေးတဲ့အတွက်စစ်ဆေးမှုလည်းနောက်ကလိုက်ပါတော့တယ်။လမ်းစုံတစ်ခုရောက်မှာတော့ကြည်ဆောင်ရဲ့ကားကိုစစ်ဆေးမှုဘက်ကဖျက်တိုက်လိုက်တဲ့အတွက်ကြည်ဆောင်ကိုပတ်တူကဖမ်းမိသွားပါတယ်။ကိုစော်တုံးကကြည်ဆောင်ကိုအညှိုးနဲ့ထိုးနေတဲ့အချိန်မှာစစ်ဆေးမှုဘက်ကမင်းလီကန်ဆွတ်ကိုဘာလို့လိန်ခဲ့တာလဲလို့မေးတဲ့အခါကြည်ဆောင်ကလီကန်ဆွတ်ဆိုတာ9ကြာလောက်ပဲနောက်တစ်ကောင်ကိုဖမ်းဖို့ဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်။စစ်ဆေးမှုဘက်ကဘယ်သူလဲလို့ထပ်မေးတဲ့အခါရန်တူချေးဖြစ်ကြောင်းကြည်ဆောင်ကပြောပြလိုက်ပါတယ်။စစ်ဆေးမှုဘက်နဲ့ကိုစောတုံတို့ကလည်းမယုံတဲ့အတွက်သူကိုယ်တိုင်မြင်ခဲ့တာဖြစ်ကြောင်းတရုတ်မှာတည်ဆုံးမှုကိုတူးလို့ပြီးတရုတ်ကထွက်ပြေးသွားတာဖြစ်ကြောင်းနောက်ဆုံးသူ့လူယုံတယောက်ကိုလွန်ခဲ့တဲ့4နှစ်ကထိုင်းမှာရှာတွေ့ခဲ့ပြီးနောက်ကလိုက်ကြည့်ပြီးအိမ်ထဲခိုးဝင်မှုကြိုးစားတဲ့အချိန်မှာပဲမိသွားပြီးဂျန်တူချေးကိုတက်ရှိတင်ကြတွေ့ခဲ့ရကြောင်းလက်ရှိရှိမှမြင်နေပေမဲ့ဘာမှမလုပ်နိုင်ခဲ့တဲ့အတွက်အလွန်ခံပြင်းကြောင်းကြီးဆောင်ကထပ်ရှင်းပြလိုက်ပါတယ်။နိုင်ငံရေးသမားကြီးဆန်အောင်ကြီးနဲ့အခြားအရာရှိကြီးတွေနဲ့တွေ့ဆုံစဉ်စစ်ဆေးမှုဘက်ကဂျန်တူချေးမတည်သေးကြောင်းပြောပြလိုက်ပါတယ်။ဒီစကားကိုကြားလိုက်ရတဲ့အခါအရာရှိကြီးတွေရဲ့မျက်နှာဟာသွေးမရှိသလိုဖြူဖြော့သွားကြပါတယ်။ဂျန်တူချေးသာပြန်ပေါ်လာရင်သူတို့ရဲ့ယာတုတွေရောဘဝတွေပါအကုန်ပြည့်စည်ကုန်တော့မယ်ဆိုတာသိနေကြတာပါ။ဘက်ကတခါတည်းဂျန်တူချေးကိုရှင်းပြရမယ်ကြောင်းပြောလိုက်တော့ဆန်အောင်ကြီးကကိစ္စအားလုံးပတ်စီကိုပဲလွှဲလိုက်ပါတယ်။စစ်ဆေးမှုဘက်ဟာကြည်ဆောင်ကြီးပြောင်းလာပြီးဂျန်တူချေးကိုရှင်းပြဖို့ဘာကြောင့်စိတ်အားထက်သန်နေတာလဲလို့မေးလိုက်တဲ့အခါခင်ဗျားဖေတက်ခံရရင်ရောဒီတိုင်းပဲနေမှာလားလို့ပတ်ကိုကြည်ဆောင်ကပြန်မေးလိုက်ပါတယ်။ဖေကိုသဘောကျသွားတဲ့စစ်ဆေးမှုဘက်ဟာကြည်ဆောင်ကိုလွတ်ပေးလိုက်ပြီး
ဂျန်တူချေကိုအတူတူရှာကြတာပေါ့လို့ပြောလိုက်ပါတယ်နောက်တစ်ဆင့်အနေနဲ့ကြည်ဆောင်ကကျွန်တော်စီစဉ်ဆွဲမယ်ခင်ဗျားတို့ကစီစဉ်တိုင်းလိုက်လို့ရမယ်โอเคလားလို့မေးလိုက်တော့စစ်ဆေးမှုဘက်ကလက်ခံလိုက်တဲ့အတွက်ကျန်တဲ့သူတွေကလည်းသဘောတူလိုက်ရပါတယ်ကိုစော်တုံးကိုโอเคလားလို့ထပ်မေးလိုက်တော့โอเคလို့ပြန်ဖြေတာနဲ့ကြည်ဆောင်လည်းကိုစော်တုံးကိုရုတ်တရက်ထိုးချလိုက်ပါတယ်သူတို့ရဲ့အစီအစဉ်ကတော့အချုပ်ထဲမှာရှိတဲ့လီကန်ဆွတ်နဲ့စမှာပါဘက်ကကြည်ဆောင်တဲ့ကိုစော်တုံးကိုလီကန်ဆွတ်ရှိရာအချုပ်ခန်းတွင်းကိုပို့လိုက်ပါတယ်ချုပ်ထဲရောက်တာနဲ့သူတို့နှစ်ယောက်ဟာပတ်စံအကြောင်းပြောပြီးလီကန်ဆွတ်ကိုစတင်ဆွဲဆောင်มาတော့တယ်ကြည်ဆောင်ကတတိနေရာကတရုပ်ဆောင်ပြီးကိုစော်တုံးကလည်းကြည်ဆောင်ရဲ့ဇက်ရုပ်ကိုပြီးပြင်းအောင်စွမ်းကုန်တရုပ်ဆောင်มาတော့တယ်အင်ချန်မီကိစ္စအကြောင်းပြောနေတဲ့စကားကိုကြားတဲ့အခါမှာတော့လီကန်ဆွတ်ကဒါအစိတ်ဝင်စားသွားပြီးသူတို့ရဲ့အစီအစဉ်ထဲမှာခွက်တိမိသွားပါတော့တယ်ချုပ်ထဲကလွတ်လာပြီးတဲ့အချိန်မှာတော့လီကန်ဆွတ်ဟာကြည်ဆောင်နောက်ကိုလိုက်ပါတော့တယ်ဒီဆောင်တို့ကလီကန်ဆွတ်ဝင်နဲ့ဝင်လာမှန်းသိတော့ခွက်တိကြောင်အားလုံးကိုစီစဉ်ထားလိုက်ပါတယ်အဲ့ဒီလိုနဲ့လီကန်ဆွတ်ဟာကြည်ဆောင်ကိုဝင်တိုက်လိုက်ပြီးစတင်မိတ်ဆက်ပါတော့တယ်တစ်ဖက်မှာလည်းချွန်ဂျာနဲ့ဂင်ဂျောင်ဟွန်းတို့ကလီကန်ဆွတ်ရဲ့ရုံးခန်းကိုသွားပြီးကင်မရာနဲ့အသံဖမ်းဆက်တွေကိုတိတ်တဆိတ်တွားရောက်တက်ဆင်ထားလိုက်ပါတယ်လီကန်ဆွတ်ကကြည်ဆောင်ရဲ့ဖန်တီးထားတဲ့ရုံးခန်းကိုရောက်လာပြီးလိမ်မှုစတင်စီးရုံမာတော့တယ်ကြည်ဆောင်လည်းကာစီနိုလုပ်ငန်းအတွက်ရင်းနှီးမြှုပ်နှံသူလိုတဲ့အကြောင်းလိုက်တင်လေးပြန်ပြောရင်းစတင်ပြီးငါးစာချလိုက်ပါလေဘီလီယံနဲ့ချီပြီးပြောလိုက်တဲ့အချိန်လီကန်ဆွတ်ကစဉ်းစားသွားတာကိုကြည့်ထားလိုက်ပါလို့ပြောရင်ထားထွက်ဖို့ပြင်လိုက်တော့လီကန်ဆွတ်ကလမ်းဆွဲထားပြီးအစဉ်ပြေချောင်းပြောလိုက်တဲ့အတွက်ထဲကထိုင်နားထောင်နေတဲ့သူတွေလည်းလီကန်ဆွတ်ပုံကိုကြည့်ပြီးဝိုင်းရကြပါတော့တယ်တကယ်တော့ဒီလောက်ငွေကြေးပမာဏကိုထုတ်ပေးနိုင်တာဂျန်တူချေးတယောက်ပဲရှိမှန်းသိလို့ကြည်ဆောင်ကကွက်တီကိုငါးစာချလိုက်တာပါသူတို့ဖွဲ့လည်းကင်မရာတွေကနေစင်လီကန်ဆွတ်ကိုစောင့်ကြည့်နေတဲ့အချိန်သူကနိုင်ငံခြားဖုန်းတစ်ခုကိုဆက်တာတွေ့လိုက်တော့အားလုံးအာရုံစိုက်နားထောင်လိုက်ကြပါတယ်လီကန်ဆွတ်စတင်စကားပြောလိုက်ချိန်မှာတော့ကြားလိုက်ရတဲ့အတန်ကဂျန်တူချေးတန်မဟုတ်သေးပဲနောက်ထပ်ကြားလိုက်ရတဲ့အတန်ကတော့ဂျန်တူချေးတန်ဖြစ်နေတဲ့အတွက်သူတို့အားလုံးလည်းအံ့ဩသွားကြပါတယ်ဂျန်တူချေးကလူတယောက်လွတ်ပေးပြီးတာဝန်ယူစစ်ဆေးပေးမဲ့အကြောင်းပြောရင်ဖုန်းချသွားခဲ့ပါတယ်သူတို့လည်းဂျန်တူချေးအသက်ရှင်နေသေးမှသိသွားခဲ့ပါတယ်ကွက်ဆောင်ကွန်မူကင်းမှတ်တမ်းမရှိတဲ့စီးပွားရေးသမားဂျန်တူချေးနဲ့ဆက်သွယ်ထားတဲ့မှတ်တမ်းမရှိသူလီကန်ဆွတ်စီလွတ်လိုက်ပြီးဂျီဆောင်နဲ့စတင်တွေ့ဆုံมาတော့တယ်ဂျီဆောင်ရုံးခန်းထဲမှာစကားပြောကြတော့ပေးထားတဲ့ချက်လက်တွေကိုကြည့်ရင်ကွက်တိကျနေတဲ့အစီအစဉ်ကိုကြည့်ရင်ဂျန်တူချေးလွတ်လိုက်တဲ့သူကစတင်တန်တရားဝင်လာပါတယ်အဲ့ဒီလူကဘာလို့ငါတို့စီကိုချင်းကပ်ရတာလဲလို့မေးလိုက်တဲ့အချိန်မှာတော့ဒီကိစ္စကြီးတစ်ခုလုံးမေးပြလိုက်ဖို့ပြောရင်ထထွက်လာခဲ့လိုက်ပါတယ်ခုအစီအစဉ်ကတော့ချွန်းကြာအလဲပါသူမကဂျန်တူချေးလွတ်လိုက်တဲ့ကွက်ဆောင်ကုန်းသားကိုစတင်ချင်းကပ်ပါတော့တယ်ကွက်ဆောင်ကုန်းကလူမာပြီးချွန်းကြာကိုတခိုးလို့ဆွဆွဲမိတာကိုတောင်းပန်ရင်သူတို့ရင်းနှီးမှုစတင်ရလာခဲ့ပါတယ်နောက်တစ်နေ့ဘာမှချိန်လိုက်ပြီးချွန်းကြာကကွက်ဆောင်ကုန်းဟိုတယ်ကန်းတော်ကိုခိုးလာပြီးကင်မရာနဲ့အသံပန်းဆက်တွေတက်ဖို့ဂင်ကြောင်ဟုံးကိုပေးလိုက်ပါတယ်ဂင်ကြောင်ဟုံးအခန်းတော့ကပ်ပြန်လာထားတဲ့အချိန်မှာတော့ချွန်းကြာကမူးနေပါပြီနောက်တစ်နေ့ကွက်ဆောင်ကုန်းခန်းထဲမှာထပ်တွေ့ကြချိန်ရန်တူချေးနဲ့ခန်းထဲမှာဝင်ပြီးဖုံးပြောနေတာကိုနားထောင်နေကြရင်ရန်တူချေးကကွက်ဆောင်ကုန်းကိုသူရောက်နေတဲ့အတွက်အပြင်ထွက်လာပြီးတွေ့နေကြနေရကိုလာခဲ့ဖို့ချိန်လိုက်ပါတယ်ချွန်းကြာစစ်ဆေးမှုဖက်နဲ့ကိုဆောင်တုံးတို့လည်းရန်တူချေးကိုရီးယားရောက်နေတာကိုသိသွားပြီးကွက်ဆောင်ကုန်းနောက်ကိုလိုက်ပါတော့တယ်စိုးတာဝါကိုရောက်တဲ့အချိန်မှာတော့ရန်တူချေးနဲ့ကွက်ဆောင်ကုန်းတို့တွေ့နေတာကိုနောက်ကအရင်လိုက်လာတဲ့ချွန်းကြာကအရင်တွေ့သွားလို့စစ်ဆေးမှုဖက်တို့ကိုအမြန်လိုက်လာရန်ကြောင်းကြားလိုက်ပါတယ်ဒါပေမဲ့စစ်ဆေးမှုဖက်ရောက်လာတဲ့အချိန်မှာတော့ရန်တူချေးကကေဘယ်စီးသွားလို့လွတ်သွားခဲ့ပါတယ်ရုံးခန်းပြန်ရောက်တဲ့အချိန်မှာပဲစစ်ဆေးမှုပတ်စီကိုသူ့လူတယောက်ကထိုင်းကိုသွားမယ်လို့ပြောသွားတဲ့ဂျီဆောင်တရင်နောက်တယောက်နဲ့ကိုရီးယားမှာပဲတွေ့နေကြတာကိုလှမ်းအကြောင်းကြားလာပါတယ်ဂျီဆောင်ရဲ့နောက်ကျောင်းကိုစုံစမ်းကြည့်တော့မှသူ့ဖေကဂျန်တူချေးထွက်ပြေးဖို့ပတ်စပို့အတုလုပ်ပေးခဲ့တဲ့သူမှစစ်ဆေးမှုပတ်ကတည်သွားခဲ့ပါတယ်တကယ်တော့ဂျီဆောင်ရဲ့ဖေကိုရှင်းပြခဲ့တဲ့သူကစစ်ဆေးမှုပတ်ကိုယ်တိုင်ပါပဲဂျီဆောင်ပြန်အောင်လာတော့ပတ်ကမသိချင်အောင်ဆောင်ပြီးထိုင်းမှာဘာထူးလဲလို့မေးလိုက်တော့ဘာမှမထူးဘူးဂျန်တူချေးကိုမတွေ့ခဲ့ဘူးလို့ဂျီဆောင်ကပြန်ဖြေလိုက်ပါတယ်ဘက်ကတနတ်တလက်ပေးလိုက်ပြီးမနှက်ပြန်ဂျန်တူချင်းနဲ့သူ့လူထပ်တွေ့မဲ့နေရာကိုသွားပြီးပြက်ရှင်းကိုပြောလိုက်ပါတယ်ဆက်လက်ပြီးတော့ကိုစော်တုံးကိုလည်းတနတ်ပေးလိုက်ပြီးဂျန်တူချင်းနဲ့ဂျီဆောင်နဲ့အောင်လုံးပြန်လည်ပြစ်ခတ်ရင်တည်ဆုံးသွားတဲ့ပုံစံဖန်တီးခိုင်းလိုက်ပါတယ်နောက်တစ်နေ့ဂျန်တူချင်းနဲ့သူ့လူခွက်ဆောင်ကုန်းတို့ငွေပြငွေမဲကိစ္စပြောနေတာကိုကြားသွားပြီးဘက်ကဂျီဆောင်တို့ကိုစီစဉ်ဖြတ်ရန်ပြောလိုက်ပါတယ်ဂျီဆောင်ကလက်မခံတဲ့အတွက်ကိုစော်တုံးကနောက်ကနေရိုက်ပြီးဂျီဆောင်ကိုခေါ်ထုတ်သွားခဲ့ပါတယ်လုပ်ငန်းပြောင်းတဲ့အချိန်စစ်ဆေးမှုဘက်ကဂျန်တူချေးစီကပတ်စံရင်ယူမဲ့အကြောင်းပြောလိုက်တော့ဂျီဆောင်ကလက်မခံပဲသူကတော့ဂျန်တူချေးကိုရှင်းမဲ့အကြောင်းပဲထပ်ပြောပါတယ်။ပတ်ကလက်ထိုးစင်းကိုမလိုချင်ဘူးလားလို့မေးလိုက်တော့ဒီစင်းဟာစစ်ဆေးမှုပတ်ရှိမှာပဲရှိတာသိတဲ့အတွက်ဂျီဆောင်လည်းလက်ခံလိုက်ရပါတယ်။ဂျီဆောင်နဲ့ကွက်ဆောင်ကုန်းတို့ပြန်တွေ့တဲ့အချိန်မှာတော့တန်း300စာကိုငွေသားနဲ့ပြန်လုပ်ပေးဖို့ပြောတော့ဂျီဆောင်လည်းတစ်ဖက်ကန်းတွေကပတ်ကို90%နဲ့ညှိတော့ပတ်က30%နဲ့လက်ထိုးစင်းပြန်ညှိတဲ့အတွက်ဂျီဆောင်လည်းလက်ခံလိုက်ပါတယ်။ဂျီဆောင်ကကွက်ဆောင်ကုန်းနဲ့ညှိနှိုင်းမှုအဆင်ပြေသွားတဲ့အတွက်ငွေသားလဲရမယ့်ချက်တွေကိုပတ်ကိုပေးလိုက်ပါတယ်။ပတ်ကလည်းလက်ထိုးစင်းကိုဂျီဆောင်ကိုပေးလိုက်ပြီးဂျီဆောင်ကသူရမယ့်30%ကိုချွန်းကြလို့3ယောက်ကိုခွဲပေးလိုက်ပါတယ်။ဂျီဆောင်ကလက်ထိုးစင်းကိုသတင်းတောက်စီပေးလိုက်တဲ့အတွက်နောက်နေ့သတင်းထဲမှာပါလာပြီးအရာရှိကြီးတွေနဲ့ပတ်တို့ကြားမှာပွက်လောရိုက်ကုန်ပါတယ်
ဒါပေမဲ့ပတ်ကတော့ငွေသားတန်း300အသင့်ပြင်ချမှုသာအရာရှိကြီးတွေကိုပြောလိုက်ပါတယ်အရာရှိတယောက်ကမင်းကိုမင်းဘာတင်နေလဲလို့မေးလိုက်တော့ပတ်လဲဒေါသထွက်သွားပြီးကျုပ်ကခင်ဗျားတို့အမိုက်တွေကိုအကုန်ရှင်းပေးနေတာအနည်းဆုံးတော့ကိုတာဝန်ကိုချေပေါ့လို့ပြောရင်ငွေသားတွေကိုအသင့်ပြင်ခိုင်းထားလိုက်ပါတယ်အဲ့ဒီလိုနဲ့ကြီးဆောင်လဲပတ်တို့စီကငွေသားတွေနဲ့ခေါ်ဆောင်ကုန်းကိုဓာတ်စီဆိုင်တစ်ခုမှချိန်ပြီးပေးလိုက်ပါတယ်ရလာတဲ့ check တွေကိုပတ်စီပေးလိုက်ရင်လက်ပြန်မန်ပိုစိတ်ကမ်းမှာအပြတ်ရှင်းမဲ့ကြောင်းပြောလိုက်ပါတယ်ဒါပေမဲ့ပတ်ကအဲ့ဒီလိုလုပ်ဖို့မလိုတော့ဘူးလို့ပြောရင်ကြီးဆောင်ကိုဖမ်းလိုက်ပါတယ်ခေါ်ဆောင်ကုန်းနောက်ကိုတော့ပတ်ကသူ့လူတွေကိုလိုက်ခိုင်းထားပြီးကြီးဆောင်ကိုမလိုအပ်တော့ဘူးလို့ပြောရင်နှိပ်စက်ပါတော့တယ်အဲ့ဒီချိန်မှာပဲပတ်စီသူ့တစ်ဘက်ကဂျန်တူကြီးလွတ်သွားပြီးငွေတွေလည်းပျောက်သွားကြောင်းလှမ်းပြောတော့ပတ်လည်းကိုယ်တိုင်သွားစစ်ဆေးကြည့်ရင်သူ့လူတွေကိုလက်ပြန်မန်ပိုစိတ်ကမ်းကိုလာခဲ့ရမှားလိုက်ပါတယ်နောက်တစ်နေ့စိတ်ကမ်းရောက်တော့ပတ်ကကြီးဆောင်ကိုဖမ်းလိုက်ပြီးချွန်းကြာဂင်ကြောင်အောင်တို့ကိုလည်းထပ်ဖမ်းပြီးရှင်းပြရန်ကိုဆောင်တုံးကိုပြောလိုက်ပါတယ်ကိုဆောင်တုံးလည်းသူတို့၃ယောက်ကိုပြင်ခေါ်ထုတ်လာခဲ့ပါတယ်အဲ့မကြခင်မှာပဲကိုဆောင်ကုန်းနဲ့ဂျန်တူချေရောက်လာတဲ့ပတ်တို့ဖွဲ့ကစီးဖမ်းထားလိုက်ပါတယ်ပတ်ကအုတ်ထုပ်ကိုဆွဲချုပ်လိုက်ချိန်မှာတော့ဂျန်တူချေမဟုတ်ပဲကြီးဆောင်ဖြစ်နေခဲ့ပါတယ်ပတ်လည်းအားတင်သွားပြီးကြီးဆောင်ကလူလိန်တယောက်ကိုယုံလားလို့မေးလိုက်ပါတယ်တကယ်တော့ဂျန်တူချေဆိုတာဒီဇလန်ထဲမှာတကယ်မရှိပါဘူးကြီးဆောင်ကအသက်ရှင်နေသေးတဲ့အောင်အတန်တုတွေနဲ့ရုပ်ဖြတ်ပြီးဖန်တီးထားတာပါပတ်လည်းဒေါသထွက်သွားပြီးကြီးဆောင်ကိုတနတ်နဲ့ချိန်လိုက်ပင်မဲ့မထင်မှတ်ထားတာကကိုဆောင်တုံးကပတ်ရဲ့ခေါင်းကိုနောက်ကနေတနတ်နဲ့ချိန်လိုက်လို့ပါတကယ်တော့ကိုဆောင်တုံးဟာဂျန်တူချင်းငွေလိန်သွားလို့ဘဝပြက်ပြီးတိုက်ပေါ်ကခုံကြသွားတဲ့ထဲတုံးဆိုတဲ့သူရဲ့အကူပါကိုဆောင်ကုန်းမိမကလည်းဂျန်တူချင်းကြောင့်ပဲကိုကျိုးဆွဲချသွားခဲ့တာပါဂျန်တူချင်းနဲ့အတူစစ်ဆေးမှုပတ်နဲ့ရာရှိကြီးတွေပါနေတာသိလို့လက်စားချေဖို့သူတို့ပေါင်းပြီးဝင်စင်လိုက်ကြတာပါဂျန်တူချင်းရဲ့အတန်နဲ့ဒူအောင်လေ့ကျင့်ပြီးငွေတိုက်စာချုပ်အတုတွေနဲ့တစ်နှစ်လောက်အချိန်ယူပြီးပြင်ဆင်ခဲ့တာပါစစ်ဆေးမှုပတ်ကကြီးဆောင်နဲ့ညှိနှိုင်းနေချိန်မှာပဲအရာရှိကြီးနှစ်ယောက်ဟာချွန်းကြာခေါ်လာလို့ရောက်လာခဲ့ပါတယ်ပတ်ကသူတို့နောက်ကျောကိုဓာတ်နဲ့ထိုးမဲ့ကြံကိုတီးသွားပြီးပတ်ကိုဆဲဆိုပါတော့လေအဲ့ဒီချိန်မှာပဲရဲတွေရောက်လာပြီးအဲ့ဒီနေရာကိုရောက်လာကြပါတယ်ရဲတွေအပြင်သတင်းတောက်တွေပါရောက်လာကြပါတယ်ဒီဆောင်ကပတ်ကိုကင်မရာတစ်ခုပြလိုက်ပြီးပတ်လည်းအောင်သွားခဲ့ပါတယ်စစ်ဆေးမှုပတ်ဟာသူ့ရဲ့လောဘကြောင့်အမှန်တရားတွေကိုဝန်ခံမိသွားတဲ့အချိန်မှာအဲ့ဒီစကားတွေအားလုံးကိုကြီးဆောင်တို့ဘက်ကလိုက်ဖွင့်ပြီးတနိုင်ငံလုံးကိုပြလိုက်ပါပြီနောက်ဆုံးမှာတော့အဂတိလိုက်စားတဲ့စစ်ဆေးမှုနဲ့ရာရှိကြီးတွေအကုန်လုံးချုပ်တဲရောက်သွားပါတော့တယ်ကြီးဆောင်ဟာသူ့ဖေကိုတတ်ခဲ့တဲ့သူတွေကိုဒီနည်းနဲ့လက်စားချေလိုက်တာပါဇက်သိန်းပိုင်းမှာကြီးဆောင်ဟာတကယ်ဂျန်လူချေဗမာလဲဆိုတဲ့မေးခွန်းကိုခြံထားခဲ့ပြီးသူ့ဖွဲ့သားတွေနဲ့အတူပျောက်ကွယ်သွားပါလို့လေ